ဒီနေ့မတ်လမှာဖွင့်လှစ်တဲ့နေပြည်တော်တရိတ်ဆန်ဥယျာဉ်သစ်ကြီးမှာတရိတ်ဆန်တွေနေသားမကျသေးတဲ့အတွက်တချို့ဟာသေဆုံးနေပါတယ်။ဒီဥယျာဉ်သစ်ကြီးဟာရန်ကုန်မြို့မြောက်ဘက်350ကီလိုမီတာအကွာမှာတည်ရှိပြီးစတုရန်မိုင်240ခန့်ကျယ်ဝန်းပါတယ်။ရန်ကုန်တရိတ်ဆန်ရုံထဲမှာနေသားကျနေပြီးဖြစ်တဲ့တရိတ်ဆန်မျိုးပေါင်း200ကျော်ကိုဒီဥယျာဉ်သစ်ကြီးထဲအရောက်အခုလိုပြောင်းရွှေ့ခဲ့ကြပါတယ်။ဒီလိုပြောင်းရွှေ့လိုက်တဲ့အပေါ်လူငယ်တွေရဲ့အမြင်မှာတော့စိတ်ထဲမှာမကောင်းဘူးတလိုက်ဆန်နေတယ်သူကနေခဲ့တာကြာပြီလေတေးတဲ့ကောင်ကတေးပေါ့မသေးတဲ့ကောင်လည်းမသေးဘူးပေါ့ဝမ်းနေပါကြံခဲ့တဲ့ကောင်လည်းအဲ့တော့ပြောင်းဆွေးဒုက္ခတားများတယ်ထူခြားတာတစ်ခုကတော့ဒီဥယျာဉ်ထဲမှာဌာနေမျိုးရင်းတရိတ်ဆန်ကောင်ရေပေါင်း240ကျော်နဲ့သားပိုက်ကောင်ကြားဖြူနဲ့ထိုင်းနိုင်ငံကနေအလူရရှိထားတဲ့ပင်ကွင်းငှက်တွေထားရှိခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့တရိတ်ဆန်တချို့နဲ့အထူးသဖြင့်ပင်ကွင်းငယ်တချို့ဟာဥယျာဉ်သစ်ကိုရောက်ပြီးနောက်ပိုင်းမှာသေဆုံးခဲ့ပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာကိုလူငယ်တွေရဲ့အမြင်မှာတော့ဒီနေရာနဲ့ဟိုနေရာသွားတော့ never သူတို့မရင်တော့လေဒီဘက်မှာကျတော့နေတာသူတို့ရင်ဝါးကြီးပျော်သွားကြီးဟိုဘက်မှာကျတော့သူတို့ကတိတ်မနေရတော့မပျော်တိတ်မပျော်ဘူးဖြစ်သွားတယ်။သူတို့အတိုင်းနဲ့သူတို့နေတဲ့ဒါမှအဲ့လိုပြောင်းသွားသူတို့ကနေရာခက်အိမ်ပြောင်းလို့ကသူတို့ကတိတ်မှာအဲ့ရတမျိုးဒီတဲ့မှာအဲ့ရတမျိုးဖြစ်သွားဒီဥယျာဉ်သစ်ကြီးကိုလွန်ခဲ့တဲ့2နှစ်ကတည်းကစီမံကိန်းဆွဲပြီးတိစောက်ခဲ့ပေမဲ့နေသားမကျသေးတဲ့တရိတ်ဆန်တွေအတွက်တော့ဒီဥယျာဉ်ထဲမှာဆက်လက်အသက်ရှင်ဖို့ခက်ခဲနေအောင်မယ်ကိုလူငယ်တဦးကသူ့အမြင်ကိုအခုလိုပြောပြသွားပါတယ်ရှင်။ဦးတို့တော့လူပဲဆိုလို့ရှိရင်အဲ့ရိုင်ပဲပြောင်းမယ်လို့ပြောရင်တအိမ်နဲ့တအိမ်ပြောင်းပြီးတော့အိမ်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်။အဲ့လိုမရဘူးအဲ့ဒီလိုမညာဆိုလို့ရှိရင်အဲ့ကြောင့်မို့လိမ့်ဆက်နေတယ်အဲ့လိုပဲပေါ့နော်။နေရပြောင်းသွားတဲ့ခါကျတော့ရာသီဥတုလည်းပြောင်းသွားမယ်နောက်ပါလို့ရှိရင်အဲ့လိုမျိုးအိတ်တဲ့နေရာလည်းပြောင်းသွားသူတို့ရဲ့ခံနိုင်ရှိတော့ပေါ့နော်